အားလုံးပဲမင်္ဂလာပါရှင် Unit Tech Review Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းသုံးဖို့အတွက်ဘက်ထရီအားအကြာကြီးခံတဲ့ Forkin laptop အကြောင်းပြောပြပေးသွားပါမယ်တနေ့ကုန်စင်းစရာလုံး meeting time မိရတော့ဘက်ထရီကိုစိတ်ပူနေကြမလို့တဲ့ laptop တစ်လုံးရှာနေရဆိုလို့ရှိရင်တော့ဒီ model လေးကအဆင်ပြေနိုင်မလားဆိုတာကိုကြည့်လိုက်ရအောင် Forkin ဆိုတာဟာတာပြောနေရမဟုတ်ဘူးเนาะသူ့မှာပေါ့6ခုတောင်ပါတယ် HDMI USB audio jack စတဲ့ port တွေပါတယ်ဒါအပြင်ကို RJ45 LAN port ပါသေးတယ်အခုနောက်ပိုင်း laptop တွေမှာတိတ်မတွေ့ရတော့ဘူး dongle မလို့ head မလို့ဓာတ်ရိုက်ချိတ်သုံးလို့ရတဲ့အဆင်ပြေမှုကိုရတယ် body ပိုင်းကတော့ aluminum alloy နဲ့ဖြစ်လို့ကန်လိုက်တာနဲ့ solid feel ရတယ် weight က 1.67 kg နဲ့ screen size ကတော့ 15.6 inches ဆိုတော့ပေါ့ရလည်းမဟုတ်ဘူးလေးရလည်းမဟုတ်ဘူး slim laptop တွေလိုမျိုးပပုတ်ပပနဲ့တဲသွားတဲလာလုံးမဲ့သူတွေအတွက်ကတော့အဆင်မပြေတော့ဘူးဒီ laptop ကအလုပ်ခွင့်မှာပဲအထိုင်နေနဲ့သုံးမဲ့သူတွေကိုပဲရည်ရွယ်ထားတဲ့သဘောမျိုးပဲ screen ကို180 degree လှမ်းပြီးတော့လည်းသုံးလို့ရတယ်ဒါက meeting share လုပ်တဲ့အချိန်တွေမှာဆိုရင်တော့အရန်ကိုအသုံးဝင်တယ်အဲ့ဒီချက်လေးကလည်းအေးရတော့သဘောကျတယ် laptop ကိုလှန်ချလိုက်လို့လေကြောင်ကျိုးသွားမှာတွေကိုစိတ်ပူနေကြမလို့တော့ trackpad ကကျယ်ပြီး smooth ဖြစ်တယ်ဒါပေမဲ့ click နှိပ်ကြည့်ရတော့နည်းနည်းမာတယ်လို့ခံစားရတယ် webcam က 720p ဖြစ်ပြီးတော့ meeting အတွက်အခြေခံလိုအပ်တဲ့လောက်ဖြည့်ဆည်းပေးနိုင်တဲ့အဆင့်တစ်ခုလို့အေးရတော့မြင်ပါတယ် power button ထဲမှာလည်း fingerprint sensor ထည့်ပေးထားတာကသဘောကျစရာအချက်တစ်ခုပါပဲဖုန်းတွေမှာတော့ fingerprint နဲ့ face ID တွေသုံးလို့ရနေရဆိုတော့ laptop မှာလည်းအခုလိုမျိုး experience ရလာတာ 100% နဲ့ရတော့သဘောကျမိရဲ့ vibe တစ်ခုပါပဲ keyboard က full size လည်းဖြစ်backlight လည်းပါပြီးတော့ number pad လည်းပါတာကြောင့်မလို့ productivity အတွက်ကတော့တော်တော်လေးအဆင်ပြေလိမ့်မယ်လို့ထင်တယ်။ essential ကြတော့ကတော့ 1.5 kg travel ရစာရတာအရန်ကိုရတာရှိရလို့ခံစားရတယ်။ကဲဒီ laptop ရဲ့ standout feature ဖြစ်တဲ့ battery ဘိုင်းကိုကြည့်လိုက်ရအောင်။တာမန်တောင် laptop တွေမှာ battery ဘိုင်းမှာဆိုလို့ရှိရင် 42Wh လောက်ပဲပါရတာကြောင့်မလို့ဒီမှာကွာချက်ကတော်တော်လေးကိုကြီးနေပြီတချို့ laptop တွေက slim ဖြစ်ဖို့အတွက် battery ဘိုင်းကို short ထားကြပေမဲ့ဒီ laptop မှာတော့ battery ဘိုင်းကိုဦးစားပေးပြီးတော့ 70Wh ထိတောင်ထည့်ပေးထားတာတွေ့ရတယ် 42Wh သုံးထားတဲ့ laptop တွေမှာပုံမှန်ဆိုလို့ရှိရင်4နာရီ5နာရီလောက်နဲ့ eye contact ပေးမယ်ဒီ laptop မှာတော့တနေ့ကုန်ဒီပါဇက်တိုက်သုံးလို့ရတယ် zoom meeting တွေတောက်လျှောက်တက်တာတော့မှ4နာရီဝန်းကျင်လောက်ထိအသုံးခံတာကိုတွေ့ရတယ်အခုလိုမျိုး battery ဘိုင်းနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာမလိုတဲ့အချက်ကလည်း user experience ကိုတိုးတက်စေလို့အရာတော့ယူဆပါတယ် adapter ဘိုင်းမှာဆိုလို့ရှိရင်တော့ 65W ကန်ချာချာပါလာတာကိုတွေ့ရတယ်ရိုးရိုးချာချာတွေကတော့အရွယ်အစားပိုကြီးပြီးတော့အပူပိုထွက်တတ်ပေမဲ့အခုလိုမျိုးကန်ချာချာတွေကတော့ပိုပါပြီးတော့အပူထွက်တာလည်းနည်းပါတယ်ဒါကြောင့်မလို့တဲသွားတဲလာအဆင်ပြေပြီးတော့သုံးလာတာလည်းပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ် performance ဘိုင်းမှာဆိုလို့ရှိရင်တော့ AMD Ryzen 5 9000 series processor ကိုအသုံးပြုပေးထားပြီးတော့ RAM 8GB SSD 256GB ပါတယ်စမ်းကြည့်ရတဲ့လောက်ကတော့ browser tab Acer ဒီတိုင်း meeting YouTube တို့ကိုအကုန်တပြိုင်နက်တည်းသုံးနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်း smooth ဖြစ်တာကိုတွေ့ရတယ် performance မှုမှာဆိုလို့ရှိရင်တော့အပူချိန်က 78 degree Celsius ဝန်းကျင်မှာတည်ငြိမ်နေတာကိုတွေ့ရတယ် gaming laptop မဟုတ်ဘူးဆိုပေမဲ့နေ့စဉ်အလုပ်တွေကိုစိတ်ချလက်ချလုပ်လို့ရတဲ့ level တစ်ခုမှရှိပါတယ်speaker ကတော့ dual stereo speaker ပါဝင်တာဖြစ်လို့အတန်ပိုင်းကတော့ကြည်နေတယ်ဒါပေမဲ့ bass တန်ကတော့နည်းနည်းလေးတော့အားနေတယ် microphone က 5 meter အကွာဝေးထိအတန်ဖမ်းနိုင်ပြီးတော့ background noise တွေကို short ချပေးတယ် ear noise cancellation ပါဝင်တာဖြစ်လို့ meeting တက်တဲ့အခါတွေမှာဆိုလို့ရှိရင်လည်းအဆင်ပြေစေမှာပါကဲအဲ့ရဲ့အမြင်အရဆိုလို့ရှိရင်တော့ဒီ Tecno Megabook K series က gamer တွေပြီးတော့ professional editing သမားတွေအတွက်ရည်ရွယ်ထားတာမဟုတ်ပါဘူးဒါပေမဲ့တာမန်ရုံသုံးအလုပ်တွေ Excel PowerPoint တို့လို productivity test တွေတက်ကတော့လုံးဝသင့်တော်တဲ့ laptop တစ်လုံးဖြစ်ပါတယ်ဒါအပြင်သူ့မှာ port တွေအစုံပါဝင်တာဖြစ်လို့printer နဲ့ပဲချိန်မလား projector နဲ့ပဲသုံးမလားကြားထဲကခေါင်းပြောင်းခန့်နေကြမလို့ပဲနဲ့လေဓာတ်ရိုက်ချိန်ပြီးတော့သုံးပြလို့ရပါတယ်social media လှုပ်လှုပ်တဲ့သူတွေ content creator တွေနဲ့ခပ်တို့ခမာတို့လို AI Studio သုံးတဲ့ creative workflow ရှိတဲ့သူတွေအတွက်ဒါကတကယ်ကိုအဆင်ပြေရဲ့ portable setup တစ်ခုလို့ပြောလို့ရလားမရဘူးလားဆိုတာတော့ comment မှာဝင်အောင်ဆွေးနွေးသားပေးပါဦးအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတား